阿龙明了吧？别的看耶，那个巴多个变来比有上关亚的对，除非玩他的怎么说别的看耶，那个巴多个看有嘛别的对，除非谁留下了别的，把别的说别的看呀，只要亲自来得到个，除非是他表嘛别的，哈利路亚。今年嘛，怎么个？要求么啥？看起十个的干呢？十个的嘛，追呀的，有着所谓牛奶呢，因说的张牙个表表出呢。第有着牛奶个这个个，刚进门个啦，看啥样的牛奶撇的？有着牛奶个，别样的现在哪里所以，个把乌镇看起东山那个，那是东呢，那是吵架嘛，追呀的呀个，呀个嘛，打死你要死的，打死你要听嘛，有他的。把ဝင်ဖြစ်တယ်အဲ့တော့ပြောမယ်ဆိုရင်ယူဒာဒီယာကုပ်ရဲ့အမျိုးနွယ်ကနေဆင်းသက်လာတဲ့ဣဒရေလအမျိုးနွယ်တွင်ဖြစ်ပါတယ်တနေ့မှာယာကုပ်ကသူ့ရဲ့သား12ယောက်ကိုခေါ်ပြီးမှဒီလိုမျိုးပြောခဲ့တယ်ကဘာဦးချံအခန်းကြီး49အငယ်1မှာဒီလိုပြောပါတယ်ထိုယောအခါယာကုပ်သည်မိမိသားတို့ကိုခေါ်၍သင်တို့သည်စီဝေးကြလော့နောင်ကာလအခါသင်တို့၌ဖြစ်လက်တန်သောအမှုအရာများကိုငါဟောပြောမည်ယာကုပ်ကသူ့ရဲ့သား12ယောက်ကိုခေါ်ပြီးမှပြောတယ်နောင်ကာလအခါတဲ့တင်းတို့၌ဖြစ်လက်တန့်တော်အမှုအရာကိုငါဟောပြောမယ်လို့ပြောတယ်နောင်ကာလမှာဖြစ်မဲ့အရာကိုဖခင်ကနေကြိုတင်ပြီးမှပြောပြတယ်ဆိုတဲ့အရာကိုကျမတို့ဒီကပ္ပဦးကျမ်း49အပြင်မြင်တွေ့ရတယ်အဲ့ထဲမှာနော်ခန်းကြီး49အငယ်ဆက်ဖက်မယ်ဆိုရင်တော့ရှစ်ကို30လောက်မှာယူဒကိုဟောတဲ့နော်ပြောခဲ့တဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အငယ်30လောက်မှာပြောလဲဆိုရင်ယာဇလန်တန်ဒီယူဒထံမှ၎င်းမင်းအာနာဒီသူဤအမျိုးနယ်ထံမှ၎င်းမရွေးရလို့ပြောတယ်ပြောရမယ်ဆိုရင်တော့ယူဒအမျိုးနယ်ဟာမင်းအာနာရှင်ဖြစ်တယ်အာမင်မင်းအာနာရှင်ဖြစ်တယ်ရှင်ဘုရင်တွေဟာအဲ့ဒီယူဒအမျိုးနယ်ကနေမွေးဖွားရမယ်လို့သူ့ဖေကကြိုတင်ပြီးပြောခဲ့တယ်မင်းအာနာကသူ့ရဲ့အမျိုးနယ်တွေကနေမရွေးရဘူးရှင်ဘုရင်တွေမွေးဖွားတဲ့အနွယ်ဖြစ်ဖို့ပြန်တွက်ပြောခဲ့တယ်ပြောမယ်ဆိုယူဒအမျိုးနယ်ဟာကောင်းကြီးမင်္ဂလာတော်တော်လေးခံစားရတဲ့အမျိုးနယ်ဖြစ်တယ်ဘလောက်တောင်မှကောင်းကြီးမင်္ဂလာခံစားရလဲဆိုရင်ကျွန်မနေ့ညပြန်ပြီးဖတ်ပြချင်တယ်ယောရှုမတ်စာအခန်းကြီး19အငယ်9ထဲမှာဖြစ်ပါတယ်ရှီမောင်အမွေမြေသည်ယူဒအမျိုးသားခံတော်အဖို့တဲကနှုတ်ရ၏ယူဒအမျိုးသားတို့အဖို့သည်ကြီးကျယ်သောကြောင့်သူတို့အမွေမြေအတွင်း၌ရှီမောင်အမျိုးသားတို့သည်အမွေခံရကြ၏ဘလောက်တောင်များလဲဆိုရင်ယောရှုမတ်စာအခန်းကြီး15တစ်ခုလုံးကယူဒမျိုးနွယ်တွေအမွေရတဲ့အပိုင်းဖြစ်တယ်15တစ်ခုလုံးနော်တော့ဖတ်ကြည့်ပါအိမ်မှာလဲခုနှုတ်ဘတ်တော်နားထောင်နေနဲ့တခါတည်းဖတ်ကြည့်လို့ရတယ်ယောရှုမတ်စာခန်းကြီး15တစ်ခုလုံးသည်ယူဒအမျိုးနယ်ကောင်းကြီးခံစားရတဲ့အရာဖြစ်တယ်တို့ဒီထဲမှာလေပြောတဲ့အရာကယူဒအမျိုးသားတို့အဖို့ဒီကြီးကျယ်သောကြောင့်တဲ့အာမင်သူတို့အမွေမြေအတွင်း၌ရှီမောင်အမျိုးသားတို့ဒီအမွေခံရကြရှီမောင်အမျိုးသားဟာယူဒအမျိုးနယ်ထဲမှာယူဒအမျိုးနယ်ကရတဲ့အမွေမြေတဲကနေဆက်ပြီးမှအမွေခံရတယ်ဘာဖြစ်လဲဆိုယူဒအမျိုးနွယ်ကအများကြီးပိုင်ဆိုင်ထားလို့ဖြစ်တယ်။ဘုရားသခင်ဘာကြောင့်မလို့ယူဒအမျိုးနွယ်ကိုအလောက်တောင်ကောင်းကြီးပေးရတာလဲ။နောက်ယူဒအမျိုးနွယ်ဟာမင်းအနွယ်လို့ယာကုပ်ကပြောခဲ့တယ်လို့ပဲလူတိုင်းလေးစားအားကြရတဲ့ဒါဝိမင်းကြီးဟာယူဒအနွယ်ထဲကနေဆင်းသက်လာတာဖြစ်တယ်။ကျွန်တော်တို့မဿဲအခန်းကြီး1ထဲမှာတွေ့ရတယ်။ဒါဝိဟာယူဒအနွယ်ထဲကနေဆင်းသက်လာတယ်။နောက်တစ်ခုကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်တဲ့သခင်ယေရှုသည်ဒါဝိမျိုးဆက်ဖြစ်တယ်ယူဒမျိုးနွယ်ကနေမွေဖွားလာခဲ့တာဖြစ်တယ်အဲ့ဒါဆိုဘုရားသခင်ကဘာကြောင့်မလို့ယူဒအမျိုးနွယ်ကိုဒီလောက်တောင်ကောင်းကြီးပေးရတာလဲကပ္ပဦးကျမ်းအခန်းကြီး25 sorry အခန်းကြီး29အငယ်35ကိုဖတ်ချင်ပါတယ်တဖန်ပရိသေတွေယူပြန်၍သားကိုဖွားမြင်သောထာဝရဘုရားကိုယခုငါချီးမွမ်းမိဟုဆိုသည်ဖြစ်၍ထိုသားကိုယူဒအမိဖြင့်မှဲ့လေ၏ထိုနောက်သားပြည့်၍မဖွားဘဲနေ၏ဒီနားမှာယူဒရဲ့မိခင်ဖြစ်တဲ့လေအာကယူဒကိုဖွားတဲ့အခါမှာသူဘာပြောလဲဆိုရင်ထာဝရဘုရားကိုယခုငါချီးမွမ်းမိဟုဆိုသည်ဖြစ်၍တဲ့ယူဒကိုသူမွေးဖွားတဲ့အခါမှာသူဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်အဲ့ရကဘာလဲဆိုရင်ထာဝရဘုရားကိုငါချီးမွမ်းမယ်တဲ့အဲ့ဆိုယူဒရဲ့အ
ထိပ္ပယ်ကပါလေယူဒဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကပါလေဆို praise လို့အဓိပ္ပာယ်ရတယ်ချီးမွမ်းခြင်းဖြစ်တယ်မိတ်ဆွေချီးမွမ်းခြင်းကလေကျမတို့ကိုအပြောင်းလဲတွေအများကြီးယူဆောင်ပေးနိုင်တယ်ပြဿနာတည်တည်လေးတွေကြောင့်အခက်အခဲတည်တည်လေးတွေကြောင့်ဒီຢာတွေကိုကြည့်ပြီးမှကျမတို့ကမချီးမွမ်းနိုင်ကြတော့ဘူးယောဂတွေကိုကြည့်ပြီးမှမချီးမွမ်းနိုင်ကြတော့ဘူးပတ်ဝန်းကျင်ကိုကြည့်ပြီးမှချီးမွမ်းစရာမရှိဘူးဆိုပြီးမှညီးပဲညီးထွားနေကြတယ်ဘာကြောင့်မလို့ကျမတို့မချီးမွမ်းပဲနေရမှာလဲဟာလေလုယာတချို့သောအကြောင်းအရာလေးတွေကြောင့်ကျမတို့မချီးမွမ်းနိုင်ကြဘူးခံစားချက်မကောင်းဘူးမချီးမွမ်းတော့ခံစားချက်မကောင်းဘူးဆုမတောင်းတော့အဲ့ဒီຢာတွေကြောင့်ကျမတို့ရဲ့ချီးမွမ်းခြင်းကိုဘာကြောင့်မလို့ရပ်တန့်လိုက်ရမှာလဲအာမင်ကျမတို့ရဲ့ချီးမွမ်းခြင်းကိုဆက်ပြီးချီးမွမ်းပါအခုကလောက်ဒေါင်းလည်းဖြစ်သွားတော့အိမ်ထဲမှာလည်းနေတယ်ဘုရားကြောင့်မသွားရတော့မချီးမွမ်းတော့ဘူးဘုရားကြောင့်ရောက်တယ်ဆိုနည်းနည်းပပတော်သေးတယ်နော်ရှေ့မှာ praise and worship ကဥဆောင်နောက်ကနေကိုက live ဆိုယုံပဲမချီးမွမ်းခြင်းလည်းတခြင်းဆိုရတယ်လေမကိုးကွယ်ခြင်းလည်းကိုးကွယ်ရတယ်လေဘုရားကြောင့်ရောက်ပြီဆိုရင်တော့ဒါမဲ့ဒီကာလကျမတို့တယောက်ချင်းစင်ကအိမ်မှာနေတဲ့အခါမှာချီးမွမ်းခြင်းကိုတည်ဆောက်ဖို့ရန်အတွက်လိုအပ်တယ်ဘုရားသခင်ကိုချီးမွမ်းခြင်းကအယံပဲကျမတို့ဘဝမှာအထူးပဲအပြောင်းလဲတွေကိုဖြစ်စေတယ်ကျမတို့ရဲ့ချီးမွမ်းခြင်းကများစွာသောအပြောင်းလဲတွေကိုဖြစ်စေတာဖြစ်တယ်ဗျာဒိတ်ကျမ်းအခန်းကြီး14အငယ်9ထဲမှာဗာပြောလဲဆိုရင်ကောင်းကင်နံပါတ်တစ်ပါးကတဲ့ကောင်းကင်၌ပြန်ဝဲပြီးနှိုးဆော်ပေးနေတယ်တဲ့ကောင်းကင်နံပါတ်တစ်ပါးသည်ကောင်းကင်၌ပြန်ဝဲပြီးမှနှိုးဆော်မှုတစ်ခုကိုပြုလုပ်နေတယ်အဲ့ဒီကဘာလဲဆိုရင်ချီးမွမ်းဖို့ရန်အတွက်ဖြစ်တယ်မိတ်ဆွေကောင်းကင်တမန်တော်မှချီးမွမ်းဖို့ရအတွက်နှိုးဆော်နေတယ်ဆိုရင်တော့တင်းနဲ့ကျမကဒီတိုင်းထိုင်နေလို့မရဘူးဖြစ်တယ်ထိုင်နေလို့မဖြစ်ဘူးဖြစ်တယ်ပေါလုနဲ့ဒီလကထောင်ထဲကနေထာဝရဘုရားကိုချီးမွမ်းတဲ့အခါမှာအာမင်ချုံနှောင်ခြင်းတွေထဲကနေလွတ်မြောက်ခြင်းရခဲ့တယ်အမျိုးမျိုးသောချုံနှောင်ခြင်းတွေထဲကနေလွတ်မြောက်စေနိုင်တာဒီတည့်ရဲ့ချီးမွမ်းခြင်းဖြစ်တယ်ကျမတို့ရဲ့ချီးမွမ်းခြင်းကကိုယ်တိုင်ရွေးချယ်ရတာဖြစ်တယ်အာမင်နေ့တိုင်းချီးမွမ်းဖို့ရန်အတွက်ကိုယ်တိုင်ရွေးချယ်ရတာဖြစ်တယ်နေ့တိုင်းဝမ်းမြောက်ဖို့ရန်အတွက်နေ့တိုင်းကိုးကွယ်ဖို့ရန်အတွက်ကိုယ်တိုင်ရွေးချယ်ရတာဖြစ်တယ်ဘသူကမှကျမတို့ကိုအသင်းနေဒီနေ့တော့ချီးကိုချီးမွမ်းရမယ်နေဒီနေ့တော့ဘုရားသခင်ကိုချီးမွမ်းရမယ်ဆိုပြီးဘသူကမှကျမတို့ကိုအသင်းမတိုက်တွန်းမှုဖြစ်တယ်ကိုယ်တိုင်ရွေးချယ်ရတာဖြစ်တယ်ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ဘုရားရှိတော်ကိုလာရတာဖြစ်တယ်အဲ့တော့မိတ်ဆွေတွေကိုအားပေးခြင်းနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကိုယ်ပိုင်နှလုံးသားနဲ့ဘုရားထံတော်ကိုတိုးဝင်လာပြီးချီးမွမ်းပါအာရပါရချီးမွမ်းလိုက်စမ်းပါတချို့တော်သူတွေကတိမ်ထားတယ်သူတို့ရဲ့ပြဿနာတွေကိုတိမ်ထားတယ်သူတို့ရဲ့အခက်အခဲတွေကိုတိမ်ထားတယ်ဘသူကမှလည်းရင်မဖွင့်ဘူးဖခင်ကိုလည်းရင်မဖွင့်ဘူးကျွန်မအားပေးခြင်းနဲ့အကောင်းဆုံးသောနည်းလမ်းကအာရပါရချီးမွမ်းပါတခြင်းဆိုပါချီးမွမ်းပါအာမင်အဲ့ခါကျရင်သင်အထဲမှာအလွန်ပင်ပေါ်ပါခြင်းကိုခံစားမှာဖြစ်တယ်ဘုရားခင်စီကလာတဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းတွေသင်အထဲကိုစီးဆင်းလာမှာဖြစ်တယ်သင်ချီးမွမ်းလိုက်စမ်းပါဟာလေလုယာသင်ကြွေးကြော်လိုက်စမ်းပါအာမင်ငြိမ်ထိုင်နေမဲ့အစားဖုန်းကိုကြည့်ပြီးမှတတိတွေဖက်ပြီးမှစိုးရိမ်နေမဲ့အစားချီးမွမ်းခြင်းကိုပြုလို့ရအောင်ကျွန်တော်တို့ကရွေးချယ်ဖို့လိုအပ်တယ်ကျွန်တော်နေ့တိုင်းထမင်းစားနေတာကကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်လို့ထမင်းစားနေတာဖြစ်တယ်အာမင်ဘသူကမှအတင်းကိုကျွန်တော်တို့မကြွေးပါဘူးကိုယ်တိုင်ဗိုက်စားကိုယ်တိုင်ဆန္ဒနဲ့ဟုတ်လားဗိုက်စားတယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ငါစားမယ်ဗိုက်စားတဲ့အတွက်ကြောင့်ဆန္ဒရှိတယ်ထမင်းစားဖို့ရန်အတွက်ထိုကဲ့သို့နီလန်းမယ်ကျွန်တော်တို့ဖျားရှိမှလာတဲ့အခါမှာကိုယ်ပိုင်နှလုံးသားကိုယ်ပိုင်ဆန္ဒအာမင်အပြည့်အဝနဲ့ဘုရားထံကိုတိုးဝင်ရအောင်ချီးမွမ်းမှာအာရပါရနဲ့သင်ပြဿနာတွေအားလုံးကလည်းကျွန်တော်တို့ကဒီလိုဖြစ်မယ်ဆိုတဲ့အရာတွေချီးမွမ်းလိုက်တဲ့အခါမှာဘုရားသခင်ပြောင်းပြန်လမ်းပြနိုင်တယ်အာမင်ချီးမွမ်းခြင်းကအလွန်မဲ့တကူပါနော်မိတ်ဆွေကျမ်းစာထဲမှာလည်းကျွန်တော်အများကြီးတွေ့ရပါတယ်ချီးမွမ်းခြင်းကကျွန်တော်တို့ဘဝအသက်တာကိုအများကြီးပြောင်းလဲဖြစ်စေတယ်ဒီနေ့ကစပြီးသင်ချီးမွမ်းဖို့ကိုရွေးချယ်ပါဘလို့အကြောင်းရနေပဲဖြစ်သင်ဟာချီးမွမ်းဖို့ဆုံးဖြတ်တယ်ဆိုရင်တော့အခြေအနေတိုင်းမှာချီးမွမ်းပါအစဉ်ပြေတယ်ချီးမွမ်းပါအစဉ်မပြေနေလဲချီးမွမ်းပါဟာလေလုယာချီးမွမ်းဖို့ကိုရွေးချယ်ပါဘု
ရားသခင်တင့်ကိုအထူးပဲသူ့ရဲ့မျက်မှောက်တော်နဲ့အသင်ပေါ်မှာဆင်းသက်မှာဖြစ်တယ်အဲ့ဒါကြောင့်ဒီနှုတ်ကပတ်တော်နဲ့အထူးပဲကောင်းချီးပေးခြင်းနဲ့ခွန်အားပေးခြင်းနဲ့အာမင်ချီးမွမ်းခြင်းအသက်တာကိုတည်ဆောက်ပါယူဒအမျိုးနဲ့ဘာကြောင့်ကောင်းချီးမင်္ဂလာခံစားရလဲယေရှုဟာယူဒအမျိုးနယ်တွေကနေဆင်းသက်လာတဲ့မျိုးနယ်ဖြစ်တယ်ဒါဝိမင်းကြီးလည်းဖြစ်တယ်မင်းအာနာရှင်တွေသူတို့ရဲ့မျိုးနယ်တွေကနေဆင်းသက်လာတယ်တကယ်ကိုအာနာရှင်တွေဖြစ်တယ်ဘုရားသခင်ကောင်းချီးပေးတယ်သူတို့မျိုးနယ်ကိုဘာဖြစ်လို့လဲသူကိုယ်တိုင်ကချီးမွမ်းတဲ့သူဖြစ်နေလို့ဖြစ်တယ်အာမင်အကြောင်းအားပေးခြင်းပါတယ်ညီကောင်မတို့တွေချီးမွမ်းခြင်းအသက်တာကိုတည်ဆောက်ပါချီးမွမ်းခြင်းအသက်တာကိုကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ရွေးချယ်ပါလို့ခွန်အားပေးခြင်းနဲ့အရောက်ချင်းစတိုင်းကိုဘုရားရှင်အထူးပဲကောင်းချီးပေးပါစေချီးမွမ်းတဲ့အသက်တာကိုတည်ဆောက်တော်သူတွေဖြစ်ပါစေလို့ကျွန်မအထူးပဲဆုတောင်းပေးပါတယ်ဘုရားရှင်အထူးကောင်းချီးပေးပါစေ